ပိုင်းညကလီဗာပူးနဲ့ဥပါဒန်တို့ပွဲစဉ်မှာလီဗာပူးက2-1နဲ့အနိုင်ရရှိသွားခဲ့ပါတယ်။အဲ့ဒီပွဲမှာဆိုလို့ရှိရင်အလစ်ဆင်ကာကက်ဗန်ဒိုက်ကိုနေဖရန်ဘောင်ဂရာဗန်ဘက်ဂျုံမက်လစ်စတာတို့နဲ့ချီဆာဘိုက်တီတီတို့ပဲထွက်လာပြရပါတယ်။ချီဆာကပထမပိုင်းတစ်ပိုင်းလုံးမှာဆိုလို့ရှိရင်ကျွန်တော်ပရီစစ်တလုံးရတော့တယ်လို့သိထင်နေရှားရှားမကစားနိုင်ဘူးเนาะဒါပေမဲ့လည်းလီဗာပူးကိုရခဲ့တဲ့မကူတော့လည်းပထမပိုင်းမှာပဲဖြစ်ခဲ့တယ်ပြီးတော့ကျွန်တော်တို့ Foreign Fest ကဆိုလို့ရှိရင်လီဗာပူးအတွက်ပရီးမီးယားလိဂ်ပုံစံကိုသွင်းလာခဲ့တယ်သူ့ရဲ့ဂိုးကို EKTB ကဖန်တီးပေးသွားခဲ့တာဖြစ်ပါတယ်နောက်တစ်လုံးကတော့ Graven Back ပါ Graven Back ရဲ့အလုံးကတော့ Graven Back ကပထမဆုံးသွင်းလာတယ်เนาะ Work ကဒုတိယလုံးပေါ့ဒါပေမဲ့ Graven Back ရဲ့ပထမဂိုးကိုဖရပောင်ကဖန်တီးပေးသွားခဲ့တာဖြစ်ပါတယ်ပြောရမယ်ဆိုလို့ရှိရင်ဒီထဲမှာဆိုလို့ရှိရင်ဟိုစလာမပါရဲ့ဝီဆန်နာရဲ့ကျွန်တော်တို့သူ့ဆိုင်ရပွဲပဲဒီနေ့ဒီပွဲမှာတော့လီဗာပူးကဒီကစားခြင်းနဲ့ပုံစံတိုင်းကို PPCC ဒီကစားသွားနိုင်နေတာကိုတွေ့ရတယ်။အလီဆင်ယာဆိုလို့ရှိရင်လည်းဥပါဒန်ရဲ့ကန်သွင်းမှုတွေ၃ချိန်လောက်ကိုတော်တော်လေးကောင်းကောင်းမွန်မွန် save လုပ်သွားနိုင်ခဲ့တာကိုလည်းမြင်ခဲ့ရတယ်။ဒီပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီကိုဂျော်ဒါရဲ့former club လို့ပြောလို့ရတယ်။ဟုတ်နဲ့တွေ့တဲ့ပွဲမှာဆိုလို့ရှိရင်လီဗာပူးကသူ့ရဲ့ကစားသမားအမတ်တရပွဲဖြစ်စေဖို့အတွက်ဆိုလို့ရှိရင်သူ့ရဲ့မိသားစုကလေးတွေကိုမတ်စကော့ရုပ်ကလေးတွေဖြစ်လီဗာပူးနဲ့ဥပါဒန်ရဲ့ပွဲမှာထည့်သွင်းပြီးတော့ဂုဏ်ပြုပေးခဲ့ပါတယ်။ဒါလေးကတော့ဒီကိုဂျော်ဒါအတွက်အမတ်တရဖြစ်စေဒီပွဲမှာတော့လီဗာပူးကဒီကစားခြင်းနဲ့ပုံစံတိုင်းကို PPCC ဒီကစားသွားနိုင်ခဲ့တာကိုတွေ့ရတယ်။အလီဆင်ယာဆိုလို့ရှိရင်လည်းဥပါဒန်ရဲ့ကန်သွင်းမှုတွေ၃ချိန်လောက်ကိုတော်တော်လေးကောင်းကောင်းမွန်မွန် save လုပ်သွားနိုင်ခဲ့တာကိုလည်းမြင်ခဲ့ရတယ်။ဒီပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီကိုဂျော်ဒါရဲ့former club လို့ပြောလို့ရတယ်။ဟုတ်နဲ့တွေ့တဲ့ပွဲမှာဆိုလို့ရှိရင်လီဗာပူးကသူ့ရဲ့ကစားသမားအမတ်တရပွဲဖြစ်စေဖို့အတွက်ဆိုလို့ရှိရင်သူ့ရဲ့မိသားစုကလေးတွေကိုမတ်စကော့ရုပ်ကလေးတွေဖြစ်လီဗာပူးနဲ့ဥပါဒန်ရဲ့ပွဲမှာထည့်သွင်းပြီးတော့ဂုဏ်ပြုပေးခဲ့ပါတယ်။ဒါလေးကတော့ဒီကိုဂျော်ဒါအတွက်ဆိုလို့ရှိရင်တချို့တွဲလုံးလေးတွေမြင်ရတာကောင်းပါတယ်ဒါပေမဲ့လည်းတိုက်စစ်ကဒုတိယပိုင်းမှာတည်သွားခဲ့တာဟိုမြင်တွေ့ရတယ်။ Foreign Back ABTK က9မိနစ်လောက်ပဲဆိုစလိုင်းကိုဒါညတော့မှဒီကစားနိုင်နေတယ်ဆိုလို့ရှိရင်ဒုတိယပိုင်းဆက်လို့ဆိုရင်ကောင်းမွန်တဲ့ခြေရောလေးတွေလည်းတွေ့ရမှာပေါ့နော်။ဒီလိုရတယ်။ဒါပေမဲ့ဆိုစလိုင်းကပွဲပဲဆိုတော့တော့ပေါင်းနေတယ်ပေါ့နော်။တိုးတော်လည်းပဲလီဗာပူးကဒီလက်ရှိမှာဆိုလို့ရှိရင်ကောင်းကောင်းလေးပြန်မိလာတယ်ပေါ့။ပြောလို့ရတယ်။ဒါဆုံးကြတဲ့လက်ပွဲမှာဆိုလို့လက်ပွဲတွေငါပွဲနိုင်2025ဒီဇင်ဘာကိုကျွန်တော်တို့အကောင်းမွန်ဆုံးလုပ်ဆက်နိုင်တယ်2026ကိုဒီလိုနဲ့ပွဲဒီပွဲကိုဒီပြရပါမယ်။ဒီကအတွက်ကောင်းမွန်တဲ့လက်ချက်တွေဖြစ်တယ်